ကျွန်တော်အခုကစားပြမယ့်ကစားနည်းကတော့ deadlift ကစားနည်းပဲဖြစ်ပါတယ်ဒီ deadlift ကစားနည်းကိုကျွန်တော်ကအလေးလုံးဒါမှမဟုတ်ရေတံမှုကိုအသုံးပြုပြီးတော့ကစားပြမှာပဲဖြစ်ပါတယ်ကစားရမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့အလေးလုံးဒါမှမဟုတ်ရေတံမှုကိုယူလိုက်မယ်လက်ကရှေ့မှာဒီလိုမျိုးလက်ပြန်ပဲကင်လို့ရပါတယ်ဆိုင်ကယ်မောင်းလိုပဲကင်ပါမယ်ကင်ပြီးကျွန်တော်တို့ဒူးတွေကဖြောင်းထားရပါမယ်ပြီးရင်ကစားရမယ်ဆိုခါးကိုရင်ကိုဖွင့်ပြီးတော့ခန္ဓာကိုယ်ကအရှိကိုကိုင်းထားရပါမယ်ပြီးရင်ပြန်မှတ်ပါအဲ့ဒီတိုင်းကစားရမှာဖြစ်ပါတယ်ဒီတိုင်းကစားရင်ကျွန်တော်တို့ရဲ့ဒီပေါင်နောက်ကျော်သားတွေတင်မကျော်သားတွေပြင်ကြောကျော်သားတွေကထိရောက်စေတဲ့ကွန်ပေါင်းကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကျွန်တော်တို့10ချိန်ကနေ12ချိန်3ကြော်ကစားပါမယ်